ရှင်ထဲမှာတောကတွေဖြစ်လာပြီကဲငါရဲ့နတ်သမီး900ဘယ်မှာရောက်နေသလဲလူပြည်ရောက်နေသလားဟဲ့ဆိုလူပြည်ကြည့်လိုက်ပြန်တော့လေမတွေ့ဘူးသူမှာနတ်သားတောကတွေဖြစ်လာပြီကဲမထူးတော့ပါဘူးငရဲကြီးရှစ်ထပ်မှာနံပါတ်1သိန်းဆိုင်ငရဲကိုကြည့်မယ်ဟဲ့ကြည့်လိုက်တယ်မတွေ့ဘူးနံပါတ်2ကာလတော့ငရဲမတွေ့ပြန်ဘူးနံပါတ်3တန်ခါတငရဲကြည့်လိုက်တယ်မတွေ့သေးဘူးကဲကြည့်ငရဲကြီး3ဓာတ်ကိုကြည့်လိုက်ပြီသိန်းဆိုင်ကာလတော့တန်ခါတမတွေ့ဘူးကဲနံပါတ်4ရောယူဝငရဲမတွေ့ဘူးနံပါတ်5မဟာရောယူဝမတွေ့ရဘူးနံပါတ်6တာပနငရဲမတွေ့ဘူးနံပါတ်9မဟာတာပနငရဲအဲ့ဒီငရဲကြည့်ပြန်တော့လေမတွေ့ဘူးတို့တော်ကောင်းတို့အဲ့နတ်သမီး900ဘယ်ရောက်ဘယ်ရောက်နေလဲဒီတော့ဆိုဖြေရပေါ်တော့မယ်ဟမ်ဒီတော့နတ်သမီး900ကဲမတွေ့တော့ဘူးအဝီစီကိုကြည့်လိုက်မယ်ဆိုတဲ့အခါကျတော့မှနတ်သမီး900အဝီစီမှာပတ်စုအောင်အကျော်ခံနေရတယ်ကြည်တဲ့လို့တော်ကောင်းတို့ငါတို့တော့နတ်သမီးဖြစ်ပြီဆိုပြီးတော့မှခဏလေးနဲ့ပျော်ပါနေတဲ့နတ်သမီးတွေအပျော်အပါးတွေအမော်စွားတွေနဲ့အချိန်ကုန်ခဲ့တဲ့နတ်သမီးတွေမျက်စိတမိတ်ပြက်ပြက်တော့မှပါသွားဖြစ်အဝီစီမှာရောက်နေကြတယ်ခါကြောင့်လို့တော်ကောင်းတို့လူမပြောနဲ့နတ်လည်းမနေနိုင်ကျမကိုလည်းချမ်းသာပြီကုသိုလ်ကံတွေကောင်းပြီဆိုရင်ဘာဖြစ်အောက်ကိုအကုန်လုံးချုံလုံးမောက်ကိုရောက်မယ်ဒါလေးကိုလို့တော်ကောင်းတို့သိတာအောင်လို့ဦးစင်းသိတဲ့ဥပမာလေးနဲ့ပြောပြလို့တော်ကောင်းတို့ရဲ့ပတ်ဝန်းကျင်မှာဂဲလုံးလေးတွေတွေ့ဘူးသလားအဲ့ဒီဂဲလုံးလေးတွေကိုလို့တော်ကောင်းတို့ကင်ထားလိုက်ကင်ပြီးရင်အပေါ်ကိုပြစ်တင်လိုက်အဲ့ဒီဂဲလုံးလေးကြီးအရှင်ရှိတော့အပေါ်ကိုတက်သွားလားမတော်ဘူးလားတက်သွားတယ်ဒါပေမဲ့အဲ့ဒီဂဲလုံးလေးအရှင်ကုန်တော့ဘာပြန်ဖြစ်အောက်ကိုကျုပ်ကြအဲ့ဒီအတိုင်းဟုတ်ပြီနော်အတိတ်ကပြုလုပ်ခဲ့တဲ့ဒါနတွေသီလတွေရှိသမျှတော့တော်တော်ကြီးနေအောင်ဒီဘွားတွေကုန်ပြီဆိုရင်တော့အဲ့ဒီကုသိုလ်တွေကုန်ပြီဆိုရင်တော့အောက်ကိုဂျိုးလုံးမောက်ကိုရောက်သွားမယ်ဒါကြောင့်မလို့ဘုရားတော်ကောင်းတို့ကိုကောင်းရင်ဘာဖြစ်ကောင်းမရှိသိလားရဲ့အဲ့ဒီစကားသိလားကိုကောင်းရင်ကောင်းမရဘူးဆိုတာဘာကိုပြောတာလဲသိတယ်ဆိုပြောတာလေသူတို့ပဲသိတယ်တဲ့ကိုကောင်းရင်ကောင်းမရှိအဲ့ဒါဘာကိုပြောတာလဲတေချာမှတ်တာကိုကောင်းရင်ကောင်းမရဘူးလူများကြီးပြောတော့ပြောနေကြတယ်ကိုကလည်းအခါကျရင်ပြောထည့်လိုက်တာနော်အဲ့ဒီတော့ဦးပြောပြီကိုကောင်းရင်ခေါင်းမရဘူးဆိုတာကမိမိတို့ကအတိတ်ဘဝတုန်းကဒါနကုသိုလ်ကံတွေသီလကုသိုလ်ကံတွေကြောင့်ဒီဘဝမှာလူရဲလို့ဖြစ်တာမဖြစ်ဘူးလားဖြစ်နေကြတယ်တို့တော်ညာလဲတို့တော်ကောင်းတို့ကအဲ့ဒီကုသိုလ်တွေကိုဘာမှကံပေါ်ကံစစ်မလုပ်ဘဲနဲ့ဒီတိုင်းသာနေလိုက်မယ်ဆိုရင်တော့တို့တော်ကောင်းတို့သိရင်တော့အောက်ကိုပဲရောက်ပါဒါကိုတို့တော်ကောင်းတို့ကအတိတ်ဘဝတုန်းကကုသိုလ်ကံတွေကြောင့်ဒီဘဝမှာလူလာဖြစ်ပြီပဲတို့တွေဒီဘဝမှာဒါနတွေကိုဆက်လို့အောင်မှသီလတွေကိုလုံးမှဝိပဿနာတရားတွေကိုကျင့်ကြံကြိုးစားအားထုတ်မှပဲလို့တို့တော်ကောင်းတို့ကအဲ့ဒီလူမျိုးလေးကျင့်ကြံကြိုးစားအားထုတ်မယ်ဆိုရင်တဲ့ဒီပုဂ္ဂိုလ်တွေသိပြီးကျင်လဲဘယ်မှမရောက်ဘူးလူဘုံလူဘဝကိုပြန်ရောက်ဒါကိုကောင်းရင်ခေါင်းမရွတ်ဘူးလို့ဆိုတာဘောပါဘူးလားကိုကောင်းရင်ခေါင်းရွတ်ဆိုတာသိပြီလားဒီဘဝမှာဌာနနဲ့ပျော်မှုတဲ့ပုဂ္ဂိုလ်တွေသီလနဲ့ပျော်မှုတဲ့ပုဂ္ဂိုလ်တွေဘယ်လိုအကြောင်းကြောင့်သိတို့သူတော်ကောင်းတို့ရောက်ပါမလားငရဲဆိုတာရောက်ပါပါဗျာအိမ်မတန်မှမြင့်မြတ်တဲ့လူဘုံပေါင်းပြန်ရမယ်ဟဲ့ဒီကောင်းကြီးငရဲကောင်းလည်းမဖြစ်ဘူးတရိစ္ဆာန်ကောင်းလည်းမဖြစ်ဘူးနွားကောင်းလည်းမဖြစ်ဘူးကျွဲကောင်းလည်းမဖြစ်ဘူးလူပြန်ဖြစ်မယ်ဒါလို့ဆိုလို့ကိုကောင်းရင်ခေါင်းမရဘူးသိလားကဲဒီတော့တို့သူတော်ကောင်းတို့အိမ်မတန်မှကိုမြင့်မြတ်တဲ့လူဘဝကိုဘောတို့သူတော်ကောင်းတို့ရသလားမရဘူးလားရနေကြတယ်တို့တော်များလဲစိတ်ချရသလားစိတ်မချရဘူးနော်ဒါကြောင့်ဘာလို့ရမလဲကံပေါ်ကံစစ်ပြီးပြုလို့တဲ့နောက်တစ်ခါဥမာတစ်ခုပြလိုက်မယ်မိမိတို့တရင်ကျွတ်ကြရင်တို့သူတော်ကောင်းတို့ဘာလို့တရင်ကျွတ်မှာဘာလို့လဲမိဘုံမြန်မလို့ဘူးလားအဲ့ဒီမိဘုံမြန်ကြီးကိုအောက်ကနေပြီးတော့မှမိုင်းနေဝအောင်ဆိုပြီးတော့မှမိုင်းဝတော့ဘိုးဘော်ကိုမြောက်ပြန်လိုက်မိဘုံမြန်ကြီးအပေါ်ကိုတက်သွားပြီးတော့မှမိသားလဲကုန်းပြီးဈ
စီရဲခမ်းပြီးဆိုတော့ဒီအောင်ညာကြီးဘာဖြစ်တော့အောက်ကိုပြုတ်ကြတယ်အဲ့ဒီအတိုင်းပဲဒုစရကောင်းတို့ကအတိတ်ကကုသိုလ်တွေနဲ့ပျော်မွေ့နေတယ်ဆိုရင်တော့ဒုစရကောင်းတို့ကြီးအောက်ကိုကျွန်တော်မောက်ခုံနဲ့ရောက်ကြနေအောင်မယ်တဲ့ဒါကြောင့်ဩခိတာပုံညာတင်းနေတာကာမရူပကရင်ကရာဘဝကတာမိသမ္မာဒပုရအာယတိဒုက္ခတေဩခိတာပုံညာတင်းစင်နာအတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ရှိန်စွာအာနုဘော်တို့ကြောင့်ကာမရူပကရင်ကရာနေရာလူပြည်ဆိုတဲ့ကာမတုပိဘုံခဏဘုံတို့ရောက်ခဲ့သောလည်းပဲဘဝကတာမိသမ္မာဒဘုံတို့ဤထိတ်ဆုံးအထက်နေဝတင်ညာနာတင်ညာဗြဟ္မဘုံတို့ရောက်ခဲ့သောလည်းပဲပုနာတဖန်ပြန်၍အာယံတိဒုက္ခတေငရဲကိုဆွဲချလေအောင်မယ်အတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်လူဘုံတွေကိုတော့ရောက်လာပါတယ်တဲ့နတ်ပြည်တွေကိုလည်းရောက်သွားပါတယ်ဟုတ်ဘုံတို့ရဲ့ထိတ်ဆုံးအထက်ဓမ္မပြည်တွေတောင်ရောက်သွားကြပါတယ်ဒါပေမဲ့ကုသိုလ်ကံတွေကုန်ပြီဆိုရင်တော့အားလုံးကိုဆွဲချထားမယ်ဒါကြောင့်ဒုစရကောင်းတို့တွေဒီနေ့အင်မတန်မှကိုမုံမြတ်တဲ့လူဘဝကိုရောကြားလာမရဘူးလားကြားနေကြပါတယ်ဒါကြောင့်ဒုစရကောင်းတို့တော်တော်ဘာတရားကဘယ်နှပါလဲ၅ပါးရှိပြီအခုဟောတာဘယ်နှပါလဲ2ပါးနောက်တော့ဘယ်နှပါလို့သိလဲဒီနေ့ပြီးတော့ပြီးပါမလားဒီတော့ဒုစရကောင်းတို့ဘယ်နှပါရှိပြီလဲ2ပါးရှိသွားပြီဒီတော့ဒုစရကောင်းတို့လားစကားမဆက်ပေါ့ဒုစရတို့ဒီဘာကောင်းကနေဆိုတော့ကာတညလောက်စီးရတယ်ပေါ့နော်ညာစီးရင်မနေ့ရောက်မဲဆိုင်မျိုးတာချီလေးကျိုးနဲ့ကဲ့ရက်ဒီစတော့တာချီလေးပါလေနေခဲ့ဘူးအဲ့တော့တာချီလေးကနေပြီးတော့မဲဆိုင်ကတကလမ်းပစ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့သားလေးမွေးရအတွက်ညနေပိုင်းလေးမှာတရားဝဲလေးလှုပ်ရှင်လို့ရှင်ပြကြွပါကြွသွားအဲ့ဒီခါကျတော့တရားကလည်းမဟောရဘူးဒီလိုပဲညနေပိုင်းမှာလူကြီးပြန်လာကြညနေ9 နာရီလောက်မှာဟောည6 နာရီလောက်ကျတော့အဲ့ဒီတရားပွဲလုပ်တဲ့တကားလာပြောအရှင်ဘုရားတဲ့တရားဟောတဲ့ခါမှာလေးတဲ့ရှယ်တရားလေးဟောပြပါလေဒကာမတွေပါတရားလဲရှယ်တရားလေးဟောပြပါဆိုတော့ဦးဇင်းကလည်းဒကာကြီးဘလို့တရားလဲဟောခင်ဗျာဘလို့တရားမျိုးနားကြတာလဲရှယ်တရားဆိုတာအားတော့ဗျာလို့ဘုရားဟောတဲ့တရားမှန်လားအကုန်ရှယ်ပဲလို့ဘောဓိပက္ခိယတရား39ပါးမဂ္ဂင်10ပါးသစ္စာ4ပါးတရားတတိပဋ္ဌာန်တရားဒါတွေကရှယ်တရားတွေကြီးပဲဆိုတော့အရှင်ဘုရားမဟုတ်ဘူးတဲ့တပည့်တော်ပြောတာကတဲ့တပည့်တော်ပြောတဲ့ရှယ်တရားဆိုတာကတဲ့အတူဆုံးတရားကိုပြောတာတဲ့ဒီကောင်ကတွေဘာတရားတွေလဲအတူဆုံးတရားကိုပြောတာကဲဒီတော့ဒုစရကောင်းတို့ကဒီနေ့မေးကြည့်အောင်ဘာတရားနာပါလဲရှယ်တရားပဲအဲ့ဒါဆိုတော့ဒေါသတရား၅ပါးဒီမှာချုပ်ရတော့မယ်ဒီကောင်ကတွေဘာတရားနာပါလဲရှယ်တရားပဲပေါ့နော်ကဲဒီတော့ဒုစရကောင်းတို့ဒေါသတရား၅ပါးမှာနံပါတ်1လူဘဝကိုတော့ဒုစရကောင်းတို့ရနေသလားမရဘူးလားရနေကြပါပြီအိမ်မတန်မြင့်မြတ်တဲ့လူဘဝကိုလည်းရနေကြပါပြီသို့တော်များလဲခုနပြောခဲ့သလိုအခွင့်အရေးတွေကိုအဆုံးရှုံးမခံနဲ့တော့နံပါတ်2လူဘဝကိုလည်းရနေပြီကဲဒီတော့နံပါတ်3ကဒေါလဘတရားတံပတိတရားတရားတွေရဲ့ပြည့်စုံဖို့ရတယ်တိတ်ကိုခဲရင်ပါလေဘာကြောင့်လဲဘုရားဗုဒ္ဓကတရားတရားနဲ့ပြည့်စုံဖို့ရတာလေတိတ်ကိုခဲရတယ်လူပုဂ္ဂိုလ်တို့ရဲ့တရားတရားဟာမခိုင်ရဲဘူးကွာတဲ့ဖွဲပုံပေါ်မှာစိုက်ထားတဲ့တုတ်တိုင်လေးလိုပဲလေတိုက်ရင်ရင်းရံသွားနိုင်တယ်လေတိုက်ရင်လဲသွားနိုင်တယ်ပုရုဇဉ်တို့ရဲ့တရားတရားကမခိုင်ရဲဘူးတဲ့ဒါကြောင့်ဒုစရကောင်းတို့ကြီးတရားတရားကိုလည်းခိုင်ရဲအောင်လုပ်ကြရပါမယ်ဒီနေ့အားလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းပါကောတရားတရားမမြဲဘူးလားဆိုရဲတယ်လို့ဆိုလို့ယုံကြည်ထားတယ်။ဘာကြောင့်လဲတရားတရားမှမရှိဘူးဆိုရင်ဒီနေ့တရားပွဲဖြစ်လာနိုင်ပါမလားဖြစ်လာနိုင်ပါဘူး။ပြီးတော့သုတ်ပါတိယပါဠိတော်မှာဦးဇင်းတို့ဗုဒ္ဓကိုအမျိုးအမီအားဖြင့်မထေရှားတဲ့လက်သားတစ်ပါးကရှောက်ကိန္တုဗန္တတိပါထေယံဘောမာရိသဆင်းရဲခြင်းကင်းတော်မူလာပါတဲ့မြတ်စွာဘုရား
Kaidu Bezo de Abi Patian Tandra Kila Shoba Yekaro Dego Pandadi Chinam Pera de Apibale Adilu Yashi Goro Yadigo Nadaraba Shop Ashiviare Loka Mali Tandra Yekaro Dego Chinam Pera de Yaga Balu de Amuale Adilu Nadara Yashi Goro Yadigo Shop Yashi Goro Yadigo Daga Tara Bandadi Patian Maunadare, Bill Shishin Jolan. Paya Yarana, Tanga Yarana, Budo, Yarana, Yatoma Netaba. Kankai, Zobigo, Joji, Taradiaga, Nire, Tandrama, Jeka, Dogigo, Chino, Dade, Teava, why? I don't know the Honui. Tandrama, Jeka, Dogigo, Chino, Dada, Padiale, Tada, Tea. Guru ya Tradiaha, Ematamau, Change Martin Yehu, Ada Ludro Gonu, Tradiane, Kanyehuale, Taiku, Kayini, Ada Ludro Gonu, Tatadiane, Kanye Aule, Ludro Gonu, Lopu, Ludra, Lure, Padole, Udro Piashi, Coronia di Latadora, Topa, Boda, Sure, Lulu Yidi, Shige. Udrogano, Tana Roya Tamaima, Topa Boda, Neo Shigere, Guna, Namate, Toba Boda Suraga, Togebi, Pialoye, Tokama, Toba Boda, Namane, Toba Bodaga, Luluji, Toba Boda. Ari Toba Bodadi, Adewa Ronga, Pisega, Bodago, Majomasha, the Rina, Trigger, Agudu, Zoja, Nayema, Boa Banyaza, Chile, just happy Roma, Luluji, Tibuama, Lapia. Tudonyale Teyago Tiama Madisha. Tenito Lagan Tonya Libidoma, Payaya Tiabo and Tui. Yashin Morona Diale, Yana Tia Kama Dine, Toba Bodadi, Tayame Sura Theatre, Teyago Mahodi and Sound. I say Toba Bodadia and Landan Tonya Libidoma, or Hoshimaro, Teabo Ila, Hoshimaro, Alupira, Tele. Naro Dwat Town Oma, Sobioma, Toba Boda, Payatia Hore Niamu, Alubu Jala, Town Yaku Jala, I didn't know that Jala Kadaro, Ore, Naro, Alumalu, Direct Ali, Boda, Tiaweva Lare, Naro, Tayago, Amina Giome, Ramari, Toba Boda, Tiago, Paluna Mare, Amina Mare. Amina Jimes, Dudro, Tiago, Paluna Mare, Mayari. I got Tiana, Kamari, Tomishi, Namateka, Jauna, Namatnika, Amona, Namatonga, a Chauna, Jauna, Sura, Madata Uboli, Poishima, Kadivine, Piari Shengola, I only do you on Narebo, I don't live Palukole, Jauna. Namanika, Amona, through Amonima, Poyama, Yelemia, Yoele, Trolisa Lame, Echele, Nido, the I remember Guru, Amona, Namadonga, Achana, oh, Piani, Bilumala, Shadulu, Ilulu, and Nava, Yamagamus of Taletwa, Congress of San Alebo, our Balukole, Achana, Esido. Toba Boda, Guru Lodo, Teago, Amina, Gang up Pia, Teago, Amina, Chip. Aiba, Piashi, Colombia, Tiga. Kana, Katandana, the Pazza de Azaga. Pila, Gadan, Piana, Pazza de Azaga, Taga, Gada. Naya, Lubio, Yao, de Azaga. Kamana, Arina, Gada, Kamago, no, yeah, Joji, de Azaga. Nikame Adizana, Kama no ma Lujo, Azaga.